ဂုတ်ခရီးစဉ်မှာပေ80မြင့်ရုပ်တကြီးကိုမက်ဆီဖွင့်လှစ်မီမက်ဆီရိုနယ်ဒိုပီလီနဲ့မာရာဒိုနာဘသူကဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးကစားသမားဂုတ်တယောက်လေးဆိုတာခက်အဆက်ဆက်ညင်းကုန်လို့မပြီးစီနိုင်ဖြစ်ကြပါရီဒါပေမဲ့အိန္ဒိယကတော့သူတို့ရဲ့အဖြစ်ကိုရွေးချယ်လိုက်ပါပြီအင်တာမီယာမင်အသင်းကိုတမိုင်းဝင်မေဂျာလစ်ဖလားရယူပြီးခဲ့စားမှာပဲမက်ဆီဟာ3ရက်အကြာဂုတ်ခရီးစဉ်အဖြစ်အိန္ဒိယနိုင်ငံသို့ရောက်ရှိလာတော့မှာပါအသင်းဖော်တွေဖြစ်တဲ့လူဝီဆော်ရဲရိုဒီဂိုဒီဘိုဒီနဲ့အတူရောက်လာမဲ့ဘောလုံးတွေရဲ့ရှစ်ကျင်ဆုရှင်မက်ဆီဟာစနေနေ့မှာကိုကာတာမြို့ကရုပ်ထုကြီးကိုကိုယ်တိုင်ဖွင့်လှစ်ပေးတော့မှာဖြစ်ပါရီကမ္ဘာဖလားကင်မြောက်ထိုင်ပြုတ်လုထားတဲ့မက်ဆီရဲ့ရုပ်ထုကိုအဖွင့်အသား45ဦးနဲ့28ရက်ကြာတက်ဆင်တိဆောက်ရတာဖြစ်ပြီးပေ80အထိမြင့်မားပါတယ်ခရီးစဉ်ကိုစနေနေ့ဒေသစံတော်ချိန်မနက်10:00နာရီခွဲမှာကိုကာတာကနေစတင်မှာဖြစ်ပြီးတော့ဟိုင်ဒရာဘတ်မွန်ဘိုင်းနဲ့ဒေလီမြို့တွေကိုဆက်သွားမှာပါဒီရုပ်ထုကြီးကတော့ဘာစီလိုနာနဲ့ PSG တိုက်စစ်မှုမက်ဆီကိုအိန္ဒိယကဂုဏ်ပြုထားတဲ့အစိတ်အပိုင်းတစ်ခုသာရှိပါသေးတယ်ပရိသတ်တွေအနေနဲ့ဟိုလာမက်ဆီဆိုတဲ့ဖန်ဆောင်ကိုတွားရောက်လေ့လာနိုင်ပါတယ်အဲ့ဒီမှာပလင်းပေါ်ထိုင်နေတဲ့မက်ဆီပုံတူရုပ်ထုစူပလာတချို့ထားရှိရာခမ်းမဆောင်နဲ့မီယာမီကနေအုံကိုပုံဆွဲတူဖန်တီးထားပြီးအခြားအဆောင်တွေမှာမက်ဆီနဲ့သူ့မိသားစုရုပ်ထုတွေကိုထည့်သွင်းပြသထားပါတယ်မက်ဆီအနေနဲ့သူ့အတွက်စီစဉ်ထားတာတွေကိုတွေ့ရင်အံ့ဩသွားမှာပါလို့မက်ဆီပရိသတ်တို့ကပြောပါတယ်ကိုကာတာနဲ့အိန္ဒိယတဝိုက်မှာသူ့ကိုဘယ်လောက်ထိကိုးကွယ်အားကြကြလဲဆိုတာမြင်သူလန်သွားလောက်တယ်ကျွန်တော်မျက်ရည်ကျနေမိတယ်ဒါပေမဲ့ပြောလို့ကြတဲ့မျက်ရည်တွေပါဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာကလည်းနူကဲမှာမက်ဆီရုပ်ထုကိုလှုပ်ဆောင်နေတယ်လို့ပြောကြားထားပါတယ်ခင်ဗျာဒါဆိုရင်ဘသူကဘောလုံးလောကရဲ့ထာဝရအကောင်းဆုံးကစားသမားဂုတ်တယောက်လေးဆိုတာတီးပြီးပြီလို့ထင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြကြတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ရှိပါတယ်ခင်ဗျာဒီမျိုးဗီဒီယိုလေးတွေအများကြီးဖန်တီးနိုင်ဖို့ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားခဲ့ပါဦးနော်